ယောက်ျားဖြစ်သူဖောက်ပြန်ပြီးနောက်ကျမကိုလက်ပလာနဲ့အိမ်ပေါ်ကဆင်းဖို့အတင်းကျပ်ခိုင်းခဲ့တယ်။စိတ်ပြက်လက်ပြက်နဲ့ကျမမြစ်ကမ်းဘေးကိုပြေးသွားပြီးမြစ်ထဲခုန်ချကကိုတက်သေးဖို့ပြင်လိုက်တယ်။လက်ရန်ပေါ်ကိုတက်လိုက်တာနဲ့ဘိုက်ထဲကကလေးလေးကရုတ်တရက်စကားပြောလာတယ်။မေစိတ်မလောပါနဲ့သားကပြန်လည်မွေးဖွားလာတာ။အရင်ဘဝကအဲ့ဒီရုံမာတဲ့အဖေကအဲ့ဒီမိမအတွက်သားတို့ကိုမောင်းထုတ်ခဲ့တာပြီးတော့ထီစုကြီးရွမ်တန်း80တောင်ပေါက်ခဲ့သေးတယ်။ဒီစကားကိုကြားတော့ကျမပိုပြီးဝမ်းနေသွားတယ်လက်ကိုလှုပ်လိုက်ဖို့လှုပ်လိုက်တော့အဲ့ဒီအတန်လေးကထပ်ပြီးထွက်လာပြန်တယ်။သားအဲ့ဒီထီကနန်းကိုတီးတယ်သားတို့အဲ့ဒါကိုလူယူလို့ရတယ်မေလုံးဝစိတ်မတူပါနဲ့ပြီးတော့အဲ့ဒီရုံမာတဲ့အဖေရဲ့လှိုးဝဲပတ်စံတွေကအိတ်ခမ်းမျက်နှာကျမှာဝတ်ထားတာသားတီးတယ်။ကွာရှင်းဖို့မလုပ်ခင်သားတို့အဲ့ဒီပတ်စံတွေကိုအရင်သွားယူရအောင်ဒီစကားတွေကိုကြားပြီးနောက်ကျမရဲ့ခြေထောက်တွေလည်းမတုံတော့ဘူးစိတ်လည်းမလှုပ်ရှားတော့ဘူးအိမ်ပြန်ရောက်တာနဲ့ပထမဆုံးလုပ်တဲ့အလုပ်ကလေကားတစ်စင်းငါပြီးမျက်နှာကျက်ကိုစဖြတ်တာပဲကျမငိုပြီးပြေးပြန်လာတာကြောင့်အိမ်ဖော်လည်းမတားရဲဘူးအိတ်ခမ်းတကားကိုတောက်ခတ်လေကားကိုတေချာချထားပြီးဖနှက်ချုပ်လိုက်တယ်အနှဲငယ်ဖောင်းနေတဲ့ဝမ်းမိုက်လေးကိုကြည့်လိုက်ပြီးသားလေးနေရာကတေချာလာနင့်အဖေမကြခင်ပြန်လာတော့မှာမှားထက်မိရင်သားတို့အခွင့်အရေးမရှိတော့ဘူးနော်ဘိုက်ထဲကနေကလေးဆန်ပေမဲ့ယုံကြည်မှုအပြည့်ရှိတဲ့အတန်လေးထွက်လာတယ်မိသားကိုယုံပါအရင်ဘဝကအဲ့ဒီရုံမာတဲ့အဖေကပတ်စံတွေကိုရွှေတုံးတွေအဖြစ်ပြောင်းပြီးဒီမှာဝတ်ထားတာဘယ်ဘက်ကတတိယမြောက်အချက်ကိုအားနဲ့တွန်းလိုက်ပါကျမအသက်ပြင်းပြင်းရှူပြီးလှေကားပေါ်တက်သွားတယ်လက်တွေကတုံနေတယ်ကြောက်လို့မဟုတ်ဘူးစိတ်လှုပ်ရှားလို့လူမင်းကကျမကိုကွာရှင်းဖို့အတင်းကျပ်လှုပ်ချင်လို့ကျမရဲ့ကက်တွေအားလုံးကိုပိတ်ထားခဲ့တယ်အေးအေးဆေးဆေးစဉ်းစားဖို့ဆိုတဲ့အကြောင်းပြချက်လှလှနဲ့ပေါ့တကယ်တော့သူကကျမရဲ့ရိတ်ခါလမ်းကြောင်းကိုဖျက်ပြီးအရှုံးပေးဖို့အတင်းကျပ်လုပ်နေတာအခုကျမကိုလက်ပလာနဲ့ပါအိမ်ပေါ်ကဆင်းခိုင်းချင်သေးတယ်အိမ်မက်မက်နေလိုက်ပန်းပွင့်ပုံစံတွေပါတဲ့မျက်နှာကျက်အချက်ကိုအားနဲ့တွန်းဖွင့်လိုက်တဲ့ဖုံတွေကြလာလို့မျက်လုံးထဲဝင်သွားပေမဲ့ပုတ်ဖို့တောင်အချိန်မရဘူး။ဘာလို့လဲဆိုတော့လေးလံနဲ့အမဲရောင်အဝိတ်အိတ်ကြီးကိုကျမစမ်းမိသွားလို့ပဲတော်တော်လေးကိုလေးတာပဲ။အိတ်ကိုအားဆိုင်ပြီးဆွဲထုတ်လိုက်တဲ့လှေကားပေါ်ကနေမတက်ရက်ဖို့တောင်မနှဲထိန်လိုက်ရတယ်လိမ့်ကျသွားမလို့ပဲ။တတိထားပါမေဒီတစ်ခါပြုတ်ကြရင်သားတို့သားအမိနှစ်ယောက်လုံးတကယ်သေးမှာနော်။ဖူးမေမရှိတာတွေမပြောနဲ့ကျမတုံရင်နေတဲ့လက်တွေနဲ့အိတ်ကိုဖွင့်လိုက်တဲ့တောက်ပတဲ့အလင်းရောင်ကမျက်စိတောင်ကျိန်းသွားစေတယ်။ရွှေတုံးတွေကြီးပဲတစ်သက်လုံးဒီလောက်များတဲ့ရွှေစစ်တွေကိုမမြင်ဘူးလှန်လို့ကြည့်လိုက်တော့အောက်မှာအမေရိကန်ဒေါ်လာတွေအများကြီးပဲဒါဘယ်လောက်တောင်ရှိမလဲယွမ်တန်း60လောက်ရှိမယ်ထင်တယ်ဒါကအဲ့ဒီရုံမာတဲ့အဖေကအစိုးဆက်လူတွေကိုဖုံးကွယ်ပြီးကုမ္ပဏီရဲ့ပိုင်ဆိုင်မှုတွေကိုလွှဲပြောင်းထားတာအဲ့ဒီမြေကွေးမလေးနဲ့နိုင်ငံခြားမှာသွားပြီးတတရာနေဖို့လုပ်ထားတာအရင်ဘဝကမေကအယူးမလို့မြစ်ထဲခုန်ချသွားတာလေအဲ့ဒီခွေးယောက်ျားနဲ့မိန်းမကိုအလကားပေးလိုက်ရတာပေါ့သူတို့ကပတ်စံတွေယူပြီးနိုင်ငံခြားမှာသွားနေကြတယ်ပြီးတော့စီးပွားရေးလုပ်ငန်းရှင်တွေဖြစ်လာကြတယ်မေကိုတော့လုံးဝမေ့သွားကြတာပဲဒီစကားကိုကြားတော့ကျမရင်ထဲမှာဒေါသတွေတဟုံဟုံတောက်လောင်လာတယ်လူမင်းနင်ကတကယ်လူရုပ်မှာပဲငါနေနဲ့အတူဘဝကိုသူ့ညကနေစခဲ့တာစင်စင်ရဲရဲနဲ့ရုန်းကန်ခဲ့ရတာပတ်စံရှိလာတော့နောက်မိမယူတာတယ်မကဘူးပတ်စံတွေပါဝတ်ထားသေးတယ်ငါ့ကိုတေးစေချင်နေတာပဲရွှေတုံးတွေကိုတတုံးချင်းစီထုတ်ပြီးကြိုတင်ပြင်ဆင်ထားတဲ့ခရီးဆောင်အိတ်ထဲထည့်လိုက်တယ်ပြီးတော့အဲ့ဒီအမဲရောင်အပေါက်ကြီးကိုကြည့်လိုက်တယ်ဒါသာတိသွားရင်ကွာရှင်းဖို့မပြောနဲ့ငါဒီနေ့ဒီတကားကနေတောင်အပြင်ထွက်နိုင်မှာမဟုတ်ဘူးပတ်စံတွေယူသွားပြီးရင်လူမင်ပြန်လာလို့တည်သွားရင်ဘလို့လုပ်မလဲမေကလည်းတုံးလိုက်တာဘေးကတစ်တာတွေကစာအုပ်ဟောင်းတွေကိုအထဲထည့်ပြီးနေရာယူထားလိုက်ပြီးရင်မျက်နှာချက်ကိုငကိုတိုင်းပြန်တက်ထားလိုက်ဒီမျက်နှာချက်ကနှစ်တွေအကြာကြီးနေမှတစ်ခါဖွင့်ကြည့်တာလေသူသိတဲ့အချိန်ဆိုသားတို့လွတ်နေပြီကျမရုတ်တရက်သဘောပေါက်သွားပြီးစာအုပ်စင်ပေါ်ကနေလူမင်ဟန်ရေးပြဖို့တုံးတဲ့နိုင်ငံခြားစာအုပ်အချို့ကိုအမြန်ယူပြီးအမဲရောင်အဝိတ်အိတ်ထဲကိုအတင်းထိုးထည့်လိုက်တယ်အိတ်ကိုမျက်နှာချက်ထဲပြန်ထည့်ပြီးမျက်နှာချက်အချက်ကိုတေချာပြန်တက်လိုက်တယ်ဘေးမှာကြံခဲ့တဲ့လက်ပွေရာတွေကိုပါတေချာတုပ်ပစ်လိုက်သေးတယ်အားလုံးပြီးသွားတော့ကျန်းပြင်ပေါ်မှာထိုင်ချလိုက်ပြီးရင်တွေလည်းအယမ်းခုန်နေတယ်ခုနကမြစ်ထဲခုန်ချဖို့လုပ်တာတောင်ဒီလောက်စိတ်မလှုပ်ရှားဘူးအဲ့ဒီအချိန်မှာပဲအောက်ထပ်ကနေတကားပွင့်တန်ကြားလိုက်ရတယ်ပြီးတော့လူမင်းရဲ့စိတ်မရှိတဲ့အတန်ထွက်လာတယ်အမလီအဲ့ဒီအယူမှပြန်ရောက်ပြီလားကျမတကူလုံးတောင်းတင်းသွားတယ်မေမကြောက်နဲ့အခုချိန်မှာမေကနင့်နာသူပဲမျောလင်းချက်မဲ့နေတဲ့ပုံစံမျိုးပြရမယ်မေလက်လျှော့လိုက်ပြီဆိုတာကိုသူ့ကိုယုံအောင်လုပ်ရမယ်ရွှေတုံးတွေထည့်ထားတဲ့ခရီးဆောင်အိတ်ကိုကတင်အောင်အနက်ဆုံးနေရာကိုတွန်းထည့်လိုက်တယ်ပြီးတော့သပင်တွေကိုဖွာလိုက်ပြီးကတင်ဘေးမှာထိုင်ကာခန်းစားချက်ကိုဖန်တီးလိုက်တယ်လူမင်းတကားတွန်းဖွင့်ပြီးဝင်လာတော့မြင်လိုက်ရတာကကျမရဲ့မျောလင်းချက်မဲ့နေတဲ့ပုံစံပဲသူ့မျက်လုံးထဲမှာယွန်ရှာတဲ့အရေးအယောင်တွေဖြတ်ပြေးသွားပြီးလက်စည်းကိုဆွဲဖြုတ်လိုက်တယ်မသေးသေးဘူးလားမင်းမာနာတွေအများကြီးရှိတယ်လို့ငါထင်ခဲ့တာမသေးသေးဘူးဆိုမှတော့လက်မှတ်ထိုးလိုက်တော့ကွာရှင်းစာချုပ်ကကျမမျက်နှာပေါ်ကိုပြစ်ပေါက်ခံလိုက်ရတယ်မင်းလက်ပလာနဲ့အိမ်ပေါ်ကဆင်းမယ်ဆိုရင်ဘိုက်ထဲကကလေးကိုဖျက်ချဖို့ငါပတ်စံထုတ်ပေးမယ်ကလေးတယောက်နဲ့ဆိုရင်မင်းလည်းနောက်အိမ်အောင်ပြုဖို့မလွယ်ဘူးလေကျမကောင်းကိုဖြည်းဖြည်းချင်းမောကြည့်လိုက်တယ်မျိုးလုံးတွေကအသက်မဲ့နေတယ်လူမင်း9နှစ်တာလင်မယားဘဝကိုနင်တကယ်ပဲဒီလောက်ရက်ဆက်ရလားအတန်ကအကွဲနေပြီးတုံရင်နေတယ်လူမင်းကလှောင်ပြုံးလိုက်ပြီးစိတ်လိတ်တလိတ်ကိုမိလိုက်တယ်လင်းဆောင်ဝှေ့အားလုံးကလူကြီးတွေပဲအရန်ကြီးအကြည့်ရဆိုအောင်မလုပ်ပါနဲ့ကြောင်းကိုဝင်ရှိနေပြီးသားလေးတဲ့ငါတို့သားမိအတွက်ဂုံတိတ်ခါတစ်ခုပေးရမယ်မင်းမိုက်ထဲကယောက်ျားလေးလားမိန်းကလေးလားမသိဘူးမိန်းကလေးဆိုရင်ငါရှုံးမှာပေါ့
တောက်သားကနင့်ဖေပဲဘိုက်ထဲကကလေးလေးကဒေါသထွက်ပြီးဆဲဆိုနေတယ်မေမေသူ့ကိုဂယုမဆိုင်တဲ့ဒီယူကအဲ့ဒီမြေခွေးမှကိုဝင်ရှိနေတာသူ့ကလေးမဟုတ်ဘူးဆိုတာမသိဘူး fitness trainer ရဲ့ကလေးပဲကောင်းပြီငါလက်မှတ်ထိုးမယ်ဒါပေမဲ့ငါမှာစီကန်းချက်တစ်ခုရှိတယ်ငါအဝတ်စားတွေနဲ့နေ့စဉ်သုံးပစ္စည်းတချို့ပဲယူသွားမယ်တခြားဘာမှမလိုချင်ဘူးငါနေနဲ့လုံးဝကိုပြက်ပြက်သားသားလမ်းခွဲခြင်းနဲ့